မျောလင်းချက်အရန်ထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တတ်တယ်အလိုမကြတာတွေများလာတတ်တယ်ကိုကဖြစ်စေချင်တာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲတခါတလေကိုရဲ့မျောလင်းချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတစ်ဖက်လူရဲ့လုံနိုင်မှုစွမ်းအားထက်ပိုပြီးတော့ဖြစ်စေခြင်းတာပိုပြီးတော့မျောလင့်နေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးလည်းရှိတတ်တယ်အရင်စစ်တော့ကိုမျောလင်းချက်နဲ့ကိုဆန္ဒတွေကကိုစိတ်တိုင်းမကြပိုပြီးဖြစ်နေစေတော့တာပါပဲသူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးသူ့ကိုလိုဖြစ်စေခြင်းတာတွေကိုကိုအလိုမကျဖြစ်နေစေတော့တာပါပဲဒါကြောင့်သူ့ကိုနဲ့ညီအောင်ညှိဖို့ထက်ကိုညီအောင်အရင်ညှိဖို့ကြိုးစားရမယ်မျောလင်းချက်နဲ့ဖြစ်စေခြင်းနဲ့ဆန္ဒကိုလျှော့ချပြီးကိုယ့်ရဲ့စိတ်တိုင်းမကြမှုအလိုမကျမှုကိုတတိနဲ့ထိန်းညှိနိုင်အောင်လေ့ကျင့်ရမယ်ဒါကကိုဆုံးမခြင်းမှာလာတဲ့ဘုန်းကြီးတို့ရဲ့စာစုလေးပါပဲသူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးတဲ့သူ့ကိုလိုဖြစ်စေချင်တာကိုပင်ပန်းစေတာဟောဒါလေးကလည်းသိပြီးတော့လောကသဘာဝအပြင်တော်မှန်ကန်တဲ့တရားပါပဲမျောလင်းချက်အရန်ထားရင်မျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာလူတွေကပင်ပန်းကြတာလူကျင်မှုနဲ့အလိုမကျမှုပဲလူကျင်မှုတွေများတာနဲ့အများအလိုမကျမှုတွေများမှာပဲလူကျင်နေတာကိုသူကလောဘရဲ့သဘောအလိုမကျမှုကဒေါသရဲ့သဘောလူတွေမှာအဲ့ဒီလူကျင်မှုတွေများနေရင်လောဘများတဲ့သဘောပဲဆန္ဒတွေများနေတဲ့သဘောပဲလူကျင်တဲ့အတိုင်းဖြစ်မလာတော့ဖြစ်ပေါ်လာတဲ့ခံစားချက် emotion စိတ်ခံစားမှုကဒေါသဒီလောဘဒေါသမောဟဆိုတာတတ္တဝါတွေကိုပူလောင်စေတဲ့သဘောပဲတခါကြတော့လူတွေမှာမိဘပဲဖြစ်ဖြစ်သားသမီးပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ဖြစ်အထက်အရာရှိပဲဖြစ်ဖြစ်အောက်လက်ငယ်သားအထက်အရာရှိဆိုတဲ့အောက်လက်ငလုပ်သမားတွေမိဘတွေဆိုလဲသားသမီးတွေဆရာသမားတွေဆိုလဲတပည့်တွေသူတို့တွေအပေါ်မှာကိုကတအားကြီးမျောလင့်တအားကြီးဖြစ်စေခြင်းတယ်ဘုန်းကြီးတို့လည်းကိုတွေ့ပဲကိုတိုင်းလဲကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေတပည့်တွေအပေါ်မှာများတယ်သူတို့ပေါ်တအားကြီးမျောလင့်တခါကြတော့ကိုမျောလင်းတဲ့အတိုင်းသူတို့ကဖြစ်မလားကိုဖြစ်ခြင်းတဲ့အတိုင်းသူတို့ကဖြစ်မလားဆိုတော့ကိုကစိတ်တိုင်းမကြတွေဖြစ်အလိုမကြတွေဖြစ်ဒေါသတွေဖြစ်ကိုပဲခံစားရတယ်အဲ့တော့တခါကိုဆန္ဒဟာသူဆန္ဒနဲ့ပြောင်းမြန်နေဖြစ်နေတာကိုဖြစ်ချင်တာတွေကသူဖြစ်စေချင်တာသူဖြစ်နေတာနဲ့ပြောင်းမြန်နေဖြစ်နေတော့နောက်ပိုင်းကျတော့ကိုပဲခံစားရတော့တခါတယောက်ပြောဘူးတာလေးမှတ်မိတယ်အရှင်ဘုရားရဲ့တဲ့သိပြီးတော့လဲတပည့်တွေအပေါ်မှာတအားကြီးတော့မျောလင့်ချက်တွေမထားပါနဲ့တဲ့တအားကြီးဖြစ်စေခြင်းတဲ့အတိုင်းပုံစံမသွင်းပါနဲ့တဲ့တကယ်တမ်းကျတော့တဲ့အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်တွေဖြစ်နေတာပဲဘုရားအရှင်ဘုရားတဲ့တော်ရင်အရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောသူပြောတာလေးကတော်တော်လေးရင်ထဲမှာထိသွားတယ်တကယ်လဲမှန်တာ哦ရှင်ဘုရားလောက်မတော်လို့ရှင်ဘုရားတပည့်ဖြစ်နေတာပဲဗျာရှင်ဘုရားတဲ့တော်ရရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောဟုတ်တာပေါ့ကိုလောက်မတော်လို့ကိုတပည့်ဖြစ်နေတာကိုနဲ့သွားပြီးတော့တန်းညှိပြီးတော့ကိုလိုအတိုင်းဖြစ်စေခြင်းတော့အဲ့ဒါကိုဘက်ကဒါမျောလင်းချက်တားထားသွားသလိုဖြစ်တာဒါကြောင့်မလို့တချို့ကိစ္စတွေမှာကိုကဖြစ်စေခြင်းနဲ့ဆန္ဒအားကြီးပေမဲ့တစ်ဖက်လူမှာသူ့ရဲ့စွမ်းဆောင်ရည်အားသူဖြစ်နိုင်တဲ့စွမ်းအားလောက်ပဲကိုကမျောလင်းရတာကိုကဖြစ်စေခြင်းနဲ့ဆန္ဒထားဟိုမှာကဒီလောက်လေးပဲသူ့ရဲ့အရေးသွေးရပါတယ်ကိုကအဲ့ထက်ပို့ပြီးတော့မျောလင့်နေဆိုရင်မျောလင့်တဲ့သူရဲ့အမှားပဲဆိုတော့အလိုမကျဖြစ်တယ်ဆိုတာတွေကတကယ်တမ်းကျတော့လိုနေလို့ကိုအလိုမကျဖြစ်တာလိုနေသမျှအလိုမကျမုတ်ချဖြစ်မိသားမလိုခြင်းမှအလိုမကျဖြစ်ရတတ်တာလိုနေတဲ့သူမှန်သမျှအလိုမကျဖြစ်မှာလောဘရဲ့သဘောမြတ်စွာဘုရားကစာလေးတစ်ပုဒ်မိန့်တော်မူတယ်တန်တုဋ္ဌိပရမန်ဒနံဒနံဆိုတဲ့ချမ်းသာစည်းစိမ်ဥစ္စာချမ်းသာဆိုတာကတဲ့တန်တုဋ္ဌိ
ကျေနပ်အောင်နေတတ်မှပရမအကောင်းဆုံးသောတဏ္ဍချမ်းသာပဲဘဝမှာဘုရားကပြောတာမိန့်တော်မူတာကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးတဲ့ရှိတဲ့အနေအထားနဲ့ချမ်းသာအောင်နေတတ်မှချမ်းသာတာသူကလောဘကို limit လုပ်ပေးခိုင်းတာဒီလောဘရဲ့သဘောက limit မလုပ်နိုင်ဘူးရှိတဲ့အနေအထားလေးနဲ့မအောင်ရဲနိုင်ဘူးမကျေနပ်နိုင်ဘူးဆိုရင်သူကများများရလေများများလိုချင်နေပဲတခါတခါကျတော့အများကြီးရနေတဲ့သူကြတော့နည်းနည်းလေးဆိုရင်ရတယ်လို့မထင်တော့လူစိတ်ကဘုန်းကြီးတို့တခါတခါကိုတွေ့ဩငါလည်းတဖြည်းဖြည်းကိုယ့်ကိုပြန်စင်ကျင်ကြည့်တာဘုန်းကြီးကကိုယ့်ကိုဆုံးမနေတာဆိုအမြဲတမ်းစင်ကျင်နေငါလည်းတဖြည်းဖြည်းလောဘအသေးစားလေးတွေတော့ပယ်လာပြီလို့ဒီလိုတွေးလောဘအသေးစားပယ်လာပြီဆိုတော့ဒီကိုယ်တော့အကျင့်နဲ့တော်ကောင်းဉာဏ်နာတယ်မြန်ဖြစ်နေပြီလားဒီလိုမတွေးရဘူးလောဘအသေးစားလေးတွေပယ်လာဆိုလောဘအကြီးစားတွေမှတွဲလာတာဘုရားကစတင်သားဘဝဆိုရင်ဝိတုကျင်းကိုရှားပါတယ်ရှားပါဆိုစွန်းစားကွန်စားကြွဝိတု3000လောက်ရနဝကမ3000လောက်5000လောက်ရအတော်ဟုတ်နေပြီလေဟိုစာရဖိုးတွေရပြီလက်ဖေးဖိုးတွေရပြီကျင့်တတ်နေပြီအဲ့တော့3000 5000အခုတော့ထင်ပေါ်လို့စင်ပေါ်ရောက်ဓမ္မဂရိကဖြစ်တော့ရဝဲတဝဲအနည်းဆုံးမရဘူးဆိုဓမ္မပူဇာ10သိန်းအထက်မှာရှိတယ်ဓမ္မပူဇာတွေအများကြီးရလာတဲ့အခါကျတရားရောက်ကများစွန်းစားပင့်လို့နဝကမလေးလှူလိုက်လို့9000လောက်လှူလိုက်ရင်1000လောက်လှူလိုက်ရင်ဖွင့်ကြည့်ပြီးရင်ကိုရင်လေးမင်းသုံးလိုက်တော့ကွာကျောင်းသားလေးမင်းသုံးလိုက်တော့ကွာဆိုပြီးတော့ကလေးတွေကိုပြန်စွန့်လိုက်9000 1000ဆိုရင်ငွေလို့မထင်တော့သိမ့်နဲ့ချီရလာအဲ့ဒါလောဘအသေးစားကိုပယ်တာပဲဆိုတော့လူတွေမှာအဲ့ဒါပဲပြိဿရေနည်းနည်းလေးရတဲ့သူကသူ့အတိုင်းတာနဲ့သူကကျေနပ်အောင်နေတတ်တဲ့လူတွေရှိတယ်အများကြီးရလာတဲ့သူတွေကြတော့ဆိုကြပါစို့တစ်လကိုသိန်း100လောက်ရတဲ့သူတွေမှာသိန်း100လောက်အမြတ်အစွန်းရတဲ့သူတွေမှာ10သိန်းလောက်အမြတ်ရရင်ကိုသူတို့ကမကျေနပ်တော့မမြတ်တော့ဘူးလို့ထင်သွားတယ်3သိန်းလောက်ရတဲ့သူက4သိန်းလောက်ရရင်တော်တော်ဟုတ်သွားပြီတော်တော်မြတ်သွားပြီဆိုတော့ကြားကြီးချီရကြီးဆိုရယ်အဲ့ဒါပြောတာရခြင်းမှုလိုခြင်းမှုလောဘဆိုတာက limitation အကန့်လေးမလုတ်ပေးဘူးဆိုရင်များများရတဲ့သူကလည်းများများလိုခြင်းတာမင်းတို့ဒီလောက်များနေပြီဒီလောက်ချမ်းသာနေပြီထပ်ယူအောင်မလားဆိုတော့ယူအောင်ပါပဲဆိုများနေတယ်ဆိုပြီးတော့တော်ပါပြီပြည့်စုံသွားပြီမလိုတော့ပါဘူးဆိုတဲ့သူမရှိဘူးများလည်းထပ်ယူတာပဲကြောင့်အဲ့ဒီလိုချင်မှုလောဘဆိုတာအကန့်အသတ်လေးမထားနိုင်ဘူးဆိုရင်လောဘကျင်ယူတတ်တယ်လောဘကလူကိုယူစေတယ်လူကိုယူစေတယ်ဆိုကြပါစို့နည်းနည်းလေးရှိတဲ့သူကနည်းနည်းလေးဆုံးရှုံးသွားရင်သိမခံစားရသိတရားပဲချမ်းသာတဲ့လူတစ်ယောက်ကသိတရားလုံးမိတယ်ပါသွားပြီဆိုရင်တရားမသိရင်သူတက်ခါယူသွားတယ်ကုန်ပြီငါပိုင်ဆိုင်သမျှတွေတရားနဲ့ဖြေမှပြေတော့တာတရားမရှိလို့ကတော့အဲ့ဒီလောဘကြီးလေလူကယူလေတယ်ဘုရားကဘုရားလောင်ဇတ်တော်တွေမှာရွေးကုန်တဲ့ဇလန်းတွေဆိုဒါထင်ရှားတာပဲရွှေခွက်လေးနဲ့ယူသွားတော့တာနော်အဲ့တော့လောဘဆိုတဲ့လူကျင်မှုကလူကျင်တာနဲ့အများအလိုမကျမှုတွေကများမှာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာအောင်နေတတ်မှချမ်းသာတာတန်တုဋ္ဌိဆိုတဲ့စကားလုံးလေးကရောင်ရဲခြင်းလို့တရက်ပြန်တာဒါမဲ့တချို့ကရောင်ရဲတာနဲ့အပြင်းထူတာကိုတော်ရော့ကျိုးရှိတာလေးနဲ့စားမှာပဲဒီနေ့တော့မိုးရွာတယ်အလုံးမလို့တော့စောင့်ကြုံမိအိတ်တာအဲ့ဒါရောင်ရဲတာမဟုတ်အဲ့ဒါအပြင်းထူတာလို့ခေါ်အပြင်းထူတာလို့ခေါ်တယ်ရောင်ရဲခြင်းကတန်တုဋ္ဌိရဲ့သဘောကဘယ်လိုသဘောလဲဆိုတော့မလုံးရမှုလုံးရတယ်ကြိုးစားမယ်အကြောင်းတရားကိုမလျှော့ရအောင်ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးတရားအပေါ်မှာကျေနပ်အောင်နေတတ်တဲ့စိတ်ကိုတန်တုဋ္ဌိလို့ခေါ်တယ် cause and effect ဆိုတဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောမှာကိုယ့်ဘက်ကအကြောင်းတရားကိုမလျှော့ကိုကြိုးစားနိုင်တဲ့တော့ကြိုးစားတယ်တခါတခါကြိုးစားတဲ့အတိုင်းဖြစ်မလာတာတွေအများကြီးရှိတယ်ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးရလဒ်အပေါ်မှာဘလို့အကျိုးရလဒ်မျိုးပဲလာပါစေအဲ့ဒီအကျိုးရလဒ်ကိုရင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားတန်တုဋ္ဌိကျင့်အောင်နေတယ်အဲ့ဒါချမ်းသာတာ
လိုချင်တိုင်းမဖြစ်လို့ကြိုးစားတဲ့တိုင်းမဖြစ်လို့တန်တုတ်တွေမထားနိုင်အဲ့မှာလူကပူလောင်တော့တာခံစားရတာငါကြိုးစားရတာနဲ့ကြိုးစားတဲ့အတိုင်းမဖြစ်ဘူးပူလောင်တာပဲတခါတခါမမြဲခြင်းသဘောတွေရှိတဲ့အတွက်ကိုလှုပ်တဲ့အတိုင်းမဖြစ်တာတွေလောကမှာအများကြီးရှိတဲ့အတွက်ကြောင့်ငါဘက်ကတော့အစွမ်းကုန်ကြိုးစားပြီးသားပဲဖြစ်မလားကတော့သူကံနဲ့သူပဲအဲ့တော့ဖြစ်မလာတဲ့သဘောလေးမှာရရှိလာတဲ့အကျိုးရလဒ်ပုံမှာကျင့်နဲ့အောင်နေတတ်ရင်တော်တော်ချမ်းသာတာပဲဘုန်းကြီးတို့ဆုံးခံသွားတယ်ဘာမှမျှော်လင့်ချက်မပါဘူးလောင်းတဲ့အပေါ်လေးပုံမှာကြည့်ပြီးတော့ဒါလေးနဲ့ကျင့်နဲ့အောင်နေတတ်အစားအသောက်ပေါ်မှာလည်းအဲ့လိုလောဘ limitation လူကျင်မှုကိုရှော့ချနိုင်တော်တော်တက်တာတော်တော်တက်တာရမျှော်လင့်ချက်ဆိုတာအတော်အသင့်တက်မပေါ်တာပဲကောင်းတယ်မလျော်သင့်အတွက်အပေါ်တောင်းရင်တော့နော်ခံစားတာကိုပဲဖြစ်မှာသူ့အတိုင်းအတာနဲ့သူပဲမျှော်လင့်တာကောင်းတယ်တကယ်တမ်းကျတော့ဘာပဲဖြစ်ဖြစ်မျှော်လင့်ပြီးဆိုရင်ကိုကမျှော်လင့်မှုရဲ့နောက်ွယ်မှာဆန္ဒတွေဖြစ်ပေါ်လာတယ်လူကျင်မှုတွေရှိလာတယ်လူကျင်မှုတွေရှိလာတဲ့အတိုင်းကိုဖြစ်စေခြင်းအတိုင်းဖြစ်မလာတဲ့အခါမှာခံစားရတာကကိုယ်တိုင်ဖြစ်နေတာဆိုတော့ဒီကြတွေးကြည့်ရင်မြတ်စွာဘုရားကသူများကိုလျှော့ဖို့တဲ့ကိုယ်ကိုလျှော့ခိုင်းတာပေါ်ခြင်းလျှော့ရတယ်စိတ်ပေါ်ခြင်းလဲလျှော့ရုပ်ပေါ်ခြင်းလဲလျှော့ပေါ်ခြင်းလျှော့တခါကလူတွေမှာဗာလေးရှိလဲဆိုတော့ငါကမှန်နေတာပဲငါဘာဖြစ်လို့လျှော့ရမှာလဲသိရှိတယ်အဲ့မာနငါကမှန်နေတာပဲငါကဘာဖြစ်လို့လျှော့ရမှာလဲငါကဘာဖြစ်လို့တောင်းပန်ရမှာအဲ့လိုတွေးတော့တေချာစဉ်းစားကြည့်ကောင်းပြီငါမှန်လို့ငါမလျှော့ဘူးဆိုရင်ရောဘယ်သူခံစားရမလဲငါပဲခံစားရမှန်ရတဲ့နဲ့ခံစားရတာကောင်းပြီမှန်ရတဲ့နဲ့ခံစားရတာအမှန်တရားကြောင့်ခံစားရတာလားမဟုတ်ဘူးမှန်ထားလို့ခံစားရမှန်ရင်မှန်နဲ့မဖြေရှင်းနဲ့မှန်ရင်ဉာဏ်နဲ့ဖြေရှင်းမှန်တရားကြောင့်ပူတာမဟုတ်မှန်ထားလို့ပူတာအဲ့တော့ငါမှန်မိမဲ့လဲငါလျှော့ရငါလျှော့ရင်ငါတက်တာအဲ့လိုတွေ့ရနောက်ဆုံးတော့ဘုန်းကြီးတို့ကဩသူများကိုလျှော့ဖို့တဲ့ကိုယ့်ကိုယ်လျှော့ရမှာပါလားကိုလျှော့လိုက်တော့ကိုတက်တာသူတို့အပေါ်မှာလိုချင်မှုတွေဖြစ်စေခြင်းမှုတွေများလေလေကိုယ့်ဘက်ကပူလောင်မှုတွေများလေလေဆိုတော့အလိုကြကျင်တဲ့ပုဂ္ဂိုလ်ဟာလိုချင်တာတွေလျှော့ဘာမှမလိုချင်တဲ့ပုဂ္ဂိုလ်ကအလိုမကျဘူးဆိုတာမရှိတော့ဘူးဘာပဲရရကျင့်တဲ့လူကဘာပဲရရသူကကျင့်နေတဲ့အတွက်ကြောင့်သူ့မှာအလိုမကျဆိုတာမရှိတော့တချို့ကြတော့ဒါလေးရကျင်တယ်ဒါလေးရမလာတော့သူ့မှာအလိုမကျဖြစ်ပြီးတော့ဒေါသတွေဖြစ်တာပဲအဓိကတော့လိုချင်တော့လိုချင်လို့အလိုမကျဖြစ်တာလိုချင်တာကလောဘအလိုမကျတာဒေါသလူတရားကိုတအားကြီးမျောလင်းတဲ့အပိုင်းမှာအဲ့ဒီလိုချင်မှုကနောက်ကပါမိဘနဲ့သားသမီးပေါ်ကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေများတယ်ကိုယ့်ရဲ့လိုချင်မှုကသူတို့ကိုဒီလိုဖြစ်စေခြင်းတယ်ဒါပေမဲ့သားသမီးမှာကလည်းသူ့အကြောင်းနဲ့သူရှိတယ်သူ့ဆွမ်းအားနဲ့သူရှိတယ်သူ့ကံနဲ့သူရှိတယ်သူ့ပါရမီဓာတ်ခံနဲ့သူရှိတယ်အဲ့ဒါကိုကကံကိုသွားပြီးတော့ create လုပ်လိုက်တာဖန်တီးလိုက်တာကိုယ်ဆန္ဒအတိုင်းကိုယ်ဆန္ဒအလျောက်ကိုယ်လိုချင်မှုအလျောက်ဖန်တီးလိုက်တဲ့အခါကျတော့တချို့ကမလိုက်နိုင်တော့အဲ့မှာမိဘနဲ့သားသမီးကြားမှာလည်းပဲနားလည်မှုတွေလွဲအစီမပြေမှုတွေဖြစ်ဆရာနဲ့တပည့်လည်းထို့အတူပဲဆရာကတပည့်ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေမျှော်လင့်တဲ့ဆန္ဒတွေကတအားများတပည့်ကဆရာဖြစ်စေခြင်းတဲ့အတိုင်းမလိုက်နိုင်မလုပ်နိုင်အဲ့မှာဆရာနဲ့တပည့်ကြားမှာနားလည်မှုတွေလွဲတထစ်လျှော့တယ်ဆိုရယ်အဲ့ဒါပဲတထစ်လျှော့ကြည့်ရမယ်ကိုကတထစ်လျှော့ပလိုက်ဆရာဆိုပေမဲ့ကိုကလည်းပဲလျှော့ရမိဘဆိုပေမဲ့ကိုကလည်းပဲလျှော့ရတချို့ပုံစံတွေတအားသွင်းတာမှားတဲ့အခါကျတော့မိဘနဲ့သားသမီးကြားမှာမုန်းတရားတွေများသွားတချို့ကလေးတွေမှာမိဘတွေရဲ့ပြိုင်ဆိုင်မှုနောက်မှာကလေးတွေကလေမလှုပ်တာတဲ့ကလေးတွေအများကြီးများရှိတဲ့သူကများပြိုင်တယ်ကလေးချင်းပြိုင်တယ်အဓိကတော့ကလေးတွေပြိုင်တာနဲ့မိဘတွေပြိုင်တာမိဘတွေရဲ့ဆန္ဒကကလေးတွေကိုဟန်မကြအောင်ဖြစ်စေလို့တားကြီးမျောလင်းမိတဲ့စိတ်ကမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါကျတော့ကိုပူလောင်တယ်ကိုပတ်ဝန်းကျင်ကိုလည်းပူလောင်တယ်ဆိုတော့လောဘရဲ့သင်္ကေတကလည်းအဲ့ဒါပဲ
လူချင်းမှုတွေများလေတယ်အလိုမကျမှုတွေများလေတယ်ဒါကြောင့်မြတ်စွာဘုရားကအနတ္တလက္ခဏာသုတ်မှာအဲ့ဒါကိုပြောတာလူတွေကအတ္တကိုသွားပြီးတော့အမှန်ထင်သွားတာအတ္တကိုအပိုင်တွက်လိုက်တာငါကိုအပိုင်တွက်တာငါကိုအပိုင်တွက်တော့ငါလို့တဲ့အတိုင်းဖြစ်မှာပဲငါပြည့်စည်ခြင်းတဲ့အတိုင်းဖြစ်မှာပဲဆိုပြီးတော့မရှိတဲ့ငါကိုအရှိထင်တော့အဲ့ဒီငါကိုရှည်တန်းတင်ပြီးတော့ငါအတိုင်းပုံဖော်တဲ့အခါကျတော့ဟိုကငါမမဟုတ်တာငါမဟုတ်တာကြီးဖြစ်နေတာအတ္တမဟုတ်ဘူးအနတ္တကြီးဖြစ်နေတာအဲ့ဒီအနတ္တအတိုင်းဖြစ်သွားတဲ့အခါကျတော့ကိုကငါကိုရှည်တန်းတင်ထားတဲ့သူတွေနဲ့ဟိုမှာငါမဟုတ်တာကိုစန့်ကျင်ဘက်တွေနဲ့သွားပြီးထိတွေ့တဲ့အခါကျတော့ငါသမားတွေကပူလောင်ရငါမဟုတ်တာဆိုတဲ့အတွေးကကိုငါကိုရှော့ချနိုင်တာသူမငါမဟုတ်တာဆိုတဲ့အတွေးရလည်းပဲသူ့အပေါ်မှာမျောလင်းတာတွေရှော့ချတော့ကိုပြန်ပြီးတော့ဆင်ញင်တတ်တဲ့စိတ်ထားလေးရှိလို့ရှိရင်ဩငါဖြစ်ခြင်းတဲ့အတိုင်းဖြစ်စေခြင်းတဲ့အတိုင်းသူကဖြစ်မှာမဟုတ်ငါကိုယ်တိုင်လည်းငါသဘောတိုင်းဖြစ်မှာမဖြစ်တာဘုန်းကြီးတို့မြတ်စွာဘုရားကအဲ့ဒီအနတ္တလက္ခဏာသုတ်ဆိုတာသိကောင်းတာအနတ္တလက္ခဏာသုတ်မှာအနှစ်တည်းကြီးပဲအဲ့ဒီအနတ္တလက္ခဏာသုတ်ကဘုရားကဓမ္မစကြာတရားဟောပြီးတော့လေတရားဥဓမ္မစကြာတရားဟောပြီးတော့ဒုတိယဆက်ဟောတဲ့သုတ်ကအနတ္တလက္ခဏာသုတ်အနတ္တလက္ခဏာသုတ်ဟောလိုက်မှပိဿဝဂ္ဂေ၅ဦးကယဟန္တာဖြစ်တယ်ဘုန်းကြီးတို့အမြဲတမ်းပူဇော်တဲ့အထဲမှာအဲ့ဒီဓမ္မစကြာရဲ့အနတ္တလက္ခဏာသုတ်ရဲ့မဟာတတိပဋ္ဌာနာသုတ်ရဲ့ပဋ္ဌာန်းရဲ့ပေကြီး17သုတ်ဒါနေ့စဉ်နေ့တိုင်းအမြဲတမ်းဝိမပြတ်အောင်ပူဇော်တာဓမ္မစကြာကဘုရား origin နဲ့ဘုရားပထမဦးဆုံးဟောတဲ့တရားပြီးဓမ္မစကြာဟောပြီးတာနဲ့အနတ္တလက္ခဏာသုတ်ဆက်ဟောတယ်ဝါဆိုလာပြည့်ကျော်9ရက်နေ့မှာအနတ္တလက္ခဏာသုတ်ဟောတယ်ဝါဆိုလာပြည့်နေ့ကနေဓမ္မစကြာတရားဟောလိုက်တာပိဿဝဂ္ဂေ5ဦးကဒီနေ့တပါးသောတာပန်နေဖြစ်ကိုအရဟန္တာမဖြစ်သေးဘူး9ရက်မြောက်နေ့မှဓမ္မဝါဆိုလာပြည့်ကျော်9ရက်နေ့ကြာမှအာလုံးစိုးပြီးတဲ့အခါဘုရားကအနတ္တလက္ခဏာသို့ဟောတာရူပံဘိခဝေအနတ္တရူပင်္စဟိတံဘိခဝေအတ္တနာအဘိဓနာဟိတံရူပံဆိုပြီးတော့အနတ္တလက္ခဏာသို့မှာဘုရားကရှစ်သားယံတို့တဲ့ယုတ်တရားအတ္တမဟုတ်အနတ္တတဲ့ဟောဒီယုတ်တရားကြီးကတဲ့အကယ်၍များအတ္တဆိုရင်ငါဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ရမှာပေါ့ယုတ်တရားကလည်းမဖြစ်ဘူးမနာနဲ့ပြောရင်နာတာပဲသူမအိုနဲ့ပြောရင်အိုတာပဲတခါတခါငါချက်တော့လို့တာပြောတာဘုန်းကြီးတို့တော်ကောင်းများတရားကိုဟိုဣရိယာပုမပြောင်းပဲတနာရီလောက်နာရီဝက်လောက်ဖြစ်နာပြီးနာကြည့်လိုက်ဣရိယာပုမပြောင်းတော့ခြေထောက်ကကျင်းလာတော့တရားဝက်လည်းပြီးနာရီဝက်တရားလည်းပြီးချက်ချင်းထားတော့ပြစ်လဲတာကျင်းနေတဲ့ခြေထောက်ကြီးနဲ့ထားလို့မရဩငါခြေထောက်တာပြောတာသူနာရီဝက်ပဲရှိသေးတယ်ငါအနောက်ကိုမလိုက်တော့သူ့ဟာသူသွားတော့တာဘာလို့ရုပ်တရားကကိုရုပ်လို့တာထင်တာကိုရုပ်မဟုတ်ဘူးသူ့သဘောတိုင်းသွားတာအဲ့ဒါအနတ္တပဲနအတ္တငါမဟုတ်ဘူးအဲ့ဒါရူပခန္ဓာပဲရုပ်တရားဝေဒနာဘိက္ခဝေဝေဒနိသဟိတံဘိက္ခဝေအတ္တနာဘဝိတဒုတိယဆက်ဟောတာဝေဒနာ feeling ပဲရုပ်တရားကတတ္တဒါရူပခန္ဓာနဲ့သွားတယ်နောက်တစ်ချက်ကဝေဒနာ feeling ဆိုခံစားချက်ဆိုတာလူတွေကငါခံစားတယ်လို့ထင်တာမအဲ့ဒီခံစားချက်အစုဟာလည်းပဲငါခံစားတာမဟုတ်ဘူးငါမဟုတ်ဘူးဆိုအဲ့ဒါလည်းပဲဘုရားကအနတ္တပဲတဲ့အတ္တမဟုတ်ဘူးတင်ညာကမှတ်သားတာမှတ်သားခြင်းအစုပဲဒီစိတ်ထဲမှာသွားပါအဲ့ဒါလည်းငါမှတ်တယ်လို့ထင်တယ်လူတွေကအမှန်ငါမှတ်တာမဟုတ်သင်္ခါရကပြုပြင်စီရင်တာအဲ့ဒီသင်္ခါရတချို့ကငါလောက်တာငါဖန်တီးတာငါ create လုပ်တာလို့ထင်တယ်မှငါဆိုတာမရှိတဲ့အတွက်ငါ create လုပ်တာလည်းငါဖန်တာလည်းမဟုတ်ဝိညာဏဆိုတာသိမှတ်တာဉာဏ်နဲ့ဆိုတော့အဲ့ဒီခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ၅ခုအစုလို့ဆွဲလန်းတတ်တယ်အဲ့အခုအစု၅စုကဒါကြောင့်ဥပါဒါနဲ့ခန္ဓာလို့စာပေကဖွင့်ဥပါဒါဆွဲလန်းတတ်သောခန္ဓာကအစုဆိုအဲ့ဒီ၅ခုကိုပြန်ပြီးအနှစ်ချုပ်လိုက်တော့ရူပခန္ဓာကရုပ်အစုရုပ်တရားကြံတဲ့နာမ်ခန္ဓာ၄စုကနာမ်ခန္ဓာလို့ခေါ်တယ်နာမ်ခန္ဓာဆိုတာစိတ်ကိုပြောတယ်ရုပ်နဲ့နာမ်ပဲဒ
အချုပ်စည်းလိုက်တော့ဒီခန္ဓာဘုရားဘာသာတွေမှာလေတခြားအယူဝါဒနဲ့မတူတာတခြားဘာသာတွေနဲ့မတူတာဘုရားဘာသာမှာ there's no creator no savior တခြားအယူဝါဒတွေတခြားဘာသာတွေမှာတော့ဖန်ဆင်းရှင်ဆိုတာရှိတယ်ကယ်တင်ရှင်ဆိုတာရှိတယ်ထာဝရဘုရားသခင်ဆိုတာရှိတယ်တို့ဘုရားဘာသာမှာ we have no creator no savior ဘုရားဘာသာမှာဖန်ဆင်းရှင်မရှိဘူးကယ်တင်ရှင်ဆိုတာလည်းမရှိဘူးဒါဆိုရင်ဘုရားကဘာတော့ဘုရားကိုယ်တိုင်က I'm not creator I'm not savior but guider ငါကဖန်ဆင်းရှင်လည်းမဟုတ်ကယ်တင်ရှင်လည်းမဟုတ်ငါကလမ်းပြတတ်တဲ့ပဲလမ်းညွန်ပဲတို့ဘုရားကလမ်းညွန်ဒါကကောင်းတာဒါကမကောင်းတာဒီဟာလေးလုပ်ရင်ဒါကောင်းတဲ့အကျိုးတွေရမယ်ဒါတွေလုပ်ရင်မကောင်းတဲ့အကျိုးတွေခံစားရမယ်ကိုယ့်ဘာသာကိုသိပြီးတော့ကိုယ့်ဘာသာကို choice လုပ်ပြီးကိုယ့်ဘာသာကိုရှောက်ဒီလိုပဲလမ်းပြတယ်ဘုရားကတခြားယူဝါဒတွေကိုကိုယ့်အပြစ်တွေကိုဈာကခံပြီးတော့ကိုယ်စားအနေနဲ့ဘုရားကတာဝန်ယူပေးမှာတော့မဟုတ်ဘူးကိုဟာကိုဖန်တီးကိုအောင်ဆိုခံရမှာဒါကြောင့်ဗုဒ္ဓဘာသာမှာဖန်ဆင်းရှင်မဟုတ်ဘူးဖန်ဆင်းရှင်မရှိဘူးအကယ်၍ဗုဒ္ဓဘာသာမှာ creator ရှိတယ်ဖန်ဆင်းရှင်ရှိတယ်လို့ပြောရင် your action is your creator ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုယ်ကံဟာကိုယ့်ဘဝရဲ့ဖန်ဆင်းရှင်ဟောကိုယ့်ရဲ့အလုပ်တွေကကိုယ့်ဘဝကိုပုံဖော်ပေးတာရောက်လူတယောက်မှာအလုပ်ကောင်းရင်ကံကောင်းမှာပဲအလုပ်ဆိုရင်ကံဆိုးမှာပဲမှန်ကြည့်တယ်လို့ပဲမှန်ကြည့်တယ်လို့တခါတခါကံရဲ့သဘောကိုဘလို့ကြည့်ကျင်လဲဘလို့သိကျင်လဲဆိုရင်အတိတ်ကကိုယ်ပါလုပ်ခဲ့တယ်ဆိုတာသိကျင်ရင်နဲ့အခုလက်ရှိပစ္စုပန်အခြေအနေကိုကြည့်လိုက်ပါအနာဂတ်မှာကိုယ်ဘာဖြစ်ရှင်နေဆိုတာသိကျင်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ပုံဖော်ပါဟောပစ္စုပန်တဲ့တဲ့အဓိကပဲလူတွေမှာမတူညီမှုတွေနဲ့ဒီဘဝမှာဖြစ်ပြအဲ့ဒါတွေကြည့်လိုက်ရင်အတိတ်ကကိုယ်ဘာလုပ်ခဲ့ဆိုသိရတချို့ဆင်းရဲတယ်တချို့တွေရုပ်ဆိုးတယ်အဲ့ဒါကိုလုပ်ခဲ့တဲ့ဟာတွေကိုဖန်တီးခဲ့တာကိုတိဆောက်ခဲ့တာအဲ့ဒါပစ္စုပန်မှာလာပေါ်တာပဲပစ္စုပန်ကအကျိုးတရားအတိတ်ကအကြောင်းတရားအနာဂတ်မှာဘယ်လိုပုံစံဖြစ်ခြင်းလဲချမ်းသာခြင်းနဲ့ရုပ်စားခြင်းနဲ့ဘဝတင့်တယ်ခြင်းနဲ့ကောင်းပြီအနာဂတ်ကိုအခုပုံဖော်ပါအခုလုပ်နေတဲ့ကိုယ့်ရဲ့ action ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအနာဂတ်အတွက်ပုံပေါ်မှာပဲဘုရားဘာသာရဲ့ဖန်ဆင်းရှင်ဆိုတာကိုယ်ပါပဲဘုရားဘာသာရဲ့ creator ဆိုတာကိုယ့်ရဲ့ action ပါပဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပါပဲဆိုတော့လှုပ်ဆောင်ချက်ကောင်းရင်အကျိုးကောင်းမယ်အကျိုးကောင်းရင်အကြောင်းကောင်းပါပဲဒါသဘာဝပဲဒါကြောင့်မလို့လူမှာကိုယ်နဲ့မတူတဲ့သူတွေပါတန်းညှိတဲ့အခါမှာတအားကြီးမျောလင့်လို့မရသူကံနဲ့သူလာတာသူဖန်တီးမှုနဲ့သူလာတဲ့အခါဖြစ်တဲ့အတွက်ကြောင့်သားသမီးနဲ့မိဘပင်ဖြစ်လင်ကစားဆရာနဲ့တပည့်ပင်ဖြစ်လင်ကစားသားသမီးကိုကိုယ်ပုံစံအတိုင်းတအားကြီးမျောလင့်လို့မရတယ်လို့တပည့်ကိုကိုယ်ပုံစံတိုင်းတအားကြီးတော့ပုံသွင်းလို့မရဘူးသူ့အနေထားကိုကြည့်ပြီးတော့ကိုယ့်ရဲ့ပုံဖော်မှုကိုရှော့ချဖို့တော့လိုတာပေါ့ရှော့ချဖို့တော့လိုတယ်တိတ်ပြီးတော့မျောလင့်ရင်မျောလင့်တဲ့အတိုင်းဖြစ်မလာရင်ခံစားရတာကိုယ်ပဲဖြစ်တဲ့အတွက်ကြောင့်မျောလင့်ခြင်းအားကြီးရင်လောဘအားကြီးတဲ့သဘောမျောလင့်တဲ့အတိုင်းဖြစ်မလာအနတ္တရဲ့သဘောကိုအနတ္တသဘောဖြစ်တဲ့အတွက်မျောလင့်တဲ့အတိုင်းတော့ဖြစ်မှာမဟုတ်မျောလင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမပြည့်တာတွေရှိအလိုမကြတာတွေအလိုမကြတာဒေါသဆိုတော့လိုနေသမျှအလိုမကြဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တိုင်းကြခြင်းရင်တော့စိတ်ရိုင်းချရမှာစိတ်တိုင်းကြရင်ချင်းစိတ်ရိုင်းနေချစိတ်တရားရိုင်းတာရိုင်းတဲ့စိတ်ကလေးတွေကိုချလိုက်ရင်အိုးစိတ်တိုင်းကတော့ကျသွားတာအလိုကြခြင်းလည်းပဲအလိုမကြမှမလိုခြင်းမှအလိုမကြဖြစ်မှာလိုခြင်းမှုကိုရှော့ချနိုင်တာနဲ့အများအလိုကြတာတွေကများလာမှာပဲလိုခြင်းမှုအားကြီးတာနဲ့အများအလိုမကြမှုတွေကများနေမှာပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မျောလင့်ချက်တည်တစ်ဖက်သားရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းအားအပေါ်မှာကြည့်ပြီးတော့မျောလင့်ပေးရတယ်ကိုယ့်ရဲ့ဆန္ဒတည်ကိုယ့်ရဲ့ခံစားချက်စိတ်ရဲ့ပုံဖော်မှုပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဆန္ဒကိုကပုံဖော်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအနတ္တရဲ့သဘောကိုဆင်ခြင်ငါတော်မှငါမှမဟုတ်တာအဲ့ဒီအတိလေးရှိထားရင်ငါမှငါမဟုတ်တာဆိုတဲ့အတိလေးရှိထားရင်သူများကငါအတိုင်းဘယ်တော့မှမဖြစ်ဘူးဆိုတဲ့သဘောကိုဆင်ခြင်သွားနိုင်ရင်
လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမကျမှုတွေကိုလျှော့ချနိုင်တယ်မျောလင်းချက်တွေအားထားတဲ့အခါမှာမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာခုနကဘုရားရဲ့တရားတော်တဲ့ဘာမှမမြဲဘူးဆိုတဲ့အသည့်ငါမဟုတ်ဘူးဆိုတဲ့အသည့်ရှိနေရင်မျောလင်းချက်ကိုတစ်ထစ်လျှော့ချရင်ကိုရော့လာသူများကိုမလျှော့နဲ့ကိုယ့်ဘာသာကိုအရင်လျှော့သူများကိုနဲ့ညီအောင်မညှိနဲ့ကိုအရင်ညီအောင်ညှိကိုအရင်ညီအောင်ညှိဖို့ဆိုရင်ကိုအရင်သိအောင်လုပ်ရမယ်ကိုအရင်သိရင်ကိုယ့်ဘာသာကိုအရင်ညှိလိုက်ကိုနဲ့ကိုစိတ်နဲ့ကိုညီသွားပြီဆိုရင်သူတစ်ပါးကလာညှိเสียမလို့တော့ကိုယ့်ဘာသာကိုအပီးပင်ညီသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ခံစားချက်မှုလည်းယော့သွားမယ်ကိုယ့်ရဲ့မျောလင်းချက်ကလည်းပဲအလိုမကျမှုကိုပေါ်ပြီးတော့မဖြစ်စေတော့ဘဲနဲ့ဘဝမှာလေနေရထိုင်ရတာတော့သက်သာတာပဲဆိုတော့မျောလင်းချက်အားကြီးတဲ့ပုဂ္ဂိုလ်ကအလိုမကျတာတွေများတတ်တဲ့အတွက်ကြောင့်အလိုကျတာတွေရှိခြင်းအလိုကျခြင်းလိုချင်တာတွေကိုလျှော့ရမယ်စိတ်တိုင်းကြခြင်းစိတ်ရိုင်းတွေကိုလျှော့ရမှာဖြစ်တဲ့အတွက်ကြောင့်သူများကိုမလျှော့နဲ့ကိုယ့်ဘာသာကိုလျှော့သူများကိုမညှိနဲ့ကိုယ့်ဘာသာကိုညှိသူများကိုမကြည့်နဲ့ကိုယ့်ဘာသာကိုညှိပြီးတော့ကိုဆုံးမနှလုံးလှတဲ့လူသားများအသုံးကျတဲ့လူသားများဖြစ်ကြပါစေကုန်တော့သတည်း